ဘသူဖြစ်ငါသားရဲ့မိဖုရားလုံနိုင်စုငွေအများကြီးချင်းမြင့်ပေးမယ်အိုးဟိုကောင်းလိုက်တာမင်းတို့လာတာမှန်သွားပြီငါရဲ့မွေးစားသမီးလေးအရန်လာတယ်လှလွန်းလို့မင်းသားရဲ့မိဖုရားလို့ဖို့အစင်သင့်မယ်တန်နိုင်လာငါမင်းသားကြီးရှင်းခါကအလွန်ကွာဝေးတဲ့နိုင်ငံမှာဘရင်ကြီးနဲ့မိဖုရားရှိခဲ့တယ်သူတို့ဟာပျော်ရွှင်စွာနေထိုင်ကြတယ်ဘရင်မင်းမြတ်ရေကျမတို့ဆုတောင်းထားတဲ့သားယောက်ျားလေးရနိုင်ဖို့ဟာဖြစ်နိုင်ချေရှိလို့လားမင်းကြီးဟုတ်ပါတယ်သူတို့မှာအကုန်လုံးနှီးပါပြည့်စုံနေပေမဲ့သူတို့လိုနေသေးတာကသားယောက်ျားလေးဖြစ်ပါတယ်မင်းကြီးကလည်းနေ့တိုင်းသားယောက်ျားလေးရဖို့အတွက်ဆုတောင်းနေခဲ့တယ်စိတ်မပူပါနဲ့မိဖုရားရေတနေ့ကျရင်ငါတို့ဆန္ဒပြေဝလာမယ်လို့ယုံကြည်တယ်တနေ့မှာတော့စပိုခဲထဲမှာကောင်လေးတယောက်ကစပွဲပေါ်မှာငါးတကောင်တင်ထားတယ်ဟေးစပိုမှုဒီနေ့ငါတို့ဘရင်နဲ့မိဖုရားအတွက်ဘာဟင်းချက်ပေးမှာတော့ငါမစင်းစားရသေးပါကွာဒါနဲ့ဒီနေ့ငါတွေရခဲ့လားကောင်လေးကပြောလိုက်တယ်ကို့ဘာသာလာကြည့်တော့ငါပြန်တော့မယ်စပိုမှုကငါ့ကိုငုံကြည့်ခဲ့ပြီးပြောတယ်အိုးဖះအရန်လှတဲ့ငါပါလားငါစပိုမှုဖြစ်လာတာကြပြီတခါမှတလောက်လှတဲ့ငါမမြင်ဘူးသေးဘူးအဲ့ဒီအချိန်မှာပဲထူးဆန်းတာဖြစ်သွားတယ်ချင်းထဲကငါကစကားတွေပြောလာတယ်စပိုမှုကြီးရဲ့ငါတက်ကိုချမ်းသာပေးပါငါ့ကိုမတတ်ပါနဲ့စပိုမှုကလည်းလန့်သွားတာပေါ့အိုးဖះရေငါစကားပြောတတ်တယ်လားစပိုမှုကလည်းလောဘကြီးတဲ့သူဖြစ်တဲ့အတွက်ဒီလိုတွေးနေလိုက်တယ်ငါသာဒီငါ့ကိုမိဖုရားစီဆက်သားလိုက်ရင်စုငွေအများကြီးချင်းမြင့်ခံမှာတေးကြတယ်ဒီနောက်မှသူကငါ့ကိုယူပြီးမိဖုရားကိုဆက်သားဖို့ယူသွားလိုက်တယ်ဒီငါလေးကစကားပြောတတ်တယ်ဆိုတာမိဖုရားမြင်လို့တော့အရင်ပြောသွားမှာဘရင်မင်းမြတ်ဒါအံ့ဖွယ်ကောင်းတာပဲငါတော့အဲ့လိုမထင်ဘူးမိဖုရားကြီးဒါပေမဲ့ငါတို့လိုချင်တောင်းတနေတဲ့စန္ဒလည်းဖြစ်နိုင်တယ်အဲ့ဒီအချိန်မှာမိဖုရားကြီးကဝမ်းသာလွန်းလို့မျက်ရည်ကျခဲ့တယ်ပြီးတော့စပိုမှုကိုစုတော်ငွေချင်းမြင့်ခဲ့တယ်ဒါမင်းကိုစုချင်းမြင့်တာပဲလက်ခံထားလိုက်ပါကျေးဇူးတင်ပါတယ်မိဖုရားကြီးအဲ့ဒီနေရာစပြီးမိဖုရားကြီးကလည်းအဲ့ဒီငါးတကောင်နဲ့ပဲအချိန်တွေကုန်ခဲ့တယ်သားရည်သိလားမင်းကိုလိုချင်နေတာကြပြီဒီလိုရခဲ့မယ်လို့အမေတကားမှမတွေးခဲ့မိဘူးဒီနေရာစပြီးမင်းကတီးရမင်းသားဖြစ်သွားပြီနော်သားလေးကိုလက်ခံပေးလို့ကျေးဇူးတင်ပါတယ်မဲတော်နောက်တနေ့မှမိဖုရားကြီးကသူ့သားတော်ငါလေးနဲ့ဈေးကိုသွားကြတယ်လူတွေကတားရီရည်စရာကြီးလို့မြင်ကြတယ်ဟာဒီမှာဘာလို့မိဖုရားကြီးကငါမွေးတာတော့ငါတို့မိဖုရားကြီးကတော့ယူသွားပြီထင်တယ်ဟဲ့ငါ့ကိုလည်းသူ့သားအရင်လိုများဆက်ဆက်နေတာကြည့်ပါအောင်ဟဲ့ကြောက်ကြတော့ရွာသူကပြောလိုက်တယ်ဒီကောင်မနဲ့တော့အဲ့လောက်တောင်သိချင်နေဆိုရင်ရထားနောက်လိုက်ပြီးသွားမေးလေတတိထားနော်ခေါင်းနဲ့ခန္ဓာဦးစားကွဲသွားမယ်ဒါနဲ့သူတို့နှစ်ယောက်ကလည်းအငင်းခုန်ဖြစ်နေကြပေမဲ့ဆက်ပြီးတော့မပြောရဲပါဘူးနောက်တနေ့မိဖုရားကြီးနိုးလာတဲ့အခါမှာသူ့သားကြီးလာတော့ထိတ်လန့်သွားတယ်ငါကသူ့ကိုအရင်ထည့်ထားတဲ့ကန်လေးထဲမှာမဆန့်တော့ပါဘူးအဲ့လိုမြင်တော့မိဖုရားကြီးကအစီခံလမ်းခေါ်တယ်ကဲဘသူရှိလဲဒီထက်ကန်ကြီးတာယူလာခဲ့စမ်းငါသားလေးကိုထဲမလို့ဟုတ်ကဲ့ပါမိဖုရားကြီးအိုးသားလေးရဲ့မင်းတော်နေရခက်နေမှာပဲခဏလေးအောင်ထားနော်သားလေးကိုကန်အကြီးကြီးမှနေဖို့အမေမှာထားလိုက်ပြီနောက်တနေ့မှလည်းငါမင်းသားကတဖြည်းဖြည်းထက်ကြီးလာပြန်တယ်ဟာဒီလိုဆိုရင်တော့မကောင်းတော့ဘူးဒီလိုသာထက်ကြီးလာရင်တော့ကန်အကြီးကြီးကိုလုပ်ပေးရမယ်နောက်ဆုံးမှတော့မိဖုရားကြီးကစောက်လုပ်ရသမားကိုဥယျာဉ်ထဲမှာငါးကန်ကြီးကြီးလေးလုပ်ပေးခန့်လိုက်ပါတယ်အမေဒီကန်ကကြီးလိုက်တာဒီလိုဆိုရင်တော့အမေစိတ်ပူစရာမလိုတော့ဘူးနော်ဒီကိစ္စတသေးလေးပါသားရဲ့သားတော့လိုချင်တာရှိတယ်ဆိုရင်မဲတော့ပြောသားတော့လိုချင်တာအကုန်ရစေရမယ်ဒီနောက်ပိုင်းမှာသူတို့နန်းတော်ကပိုပြောစရာကောင်းလာတယ်ဘရင်ကြီးရောမိဖုရားရောပိုပြီးတော့ပျော်ရွှင်လာတယ်တနေ့မှမိဖုရားကြီးဟာရေကန်ထဲကရေတွေညှိမ့်သက်နေတာမြင်ခဲ့တယ်အရှင်ကတောက်ပနေတဲ့ငါအကြီးခွန်လည်းညှိုးနွမ်းလာပြီးသူ့သားတော့စိတ်ညစ်နေတာကိုလည်းသတိထားမိတယ်သားတော့လေတခုခုများဖြစ်နေလားကွယ်ဒီရေကန်ကိုသားတော့မကြိုက်လို့လားယင်ငါမင်းသားလေးကသူ့မေကိုပြောလိုက်တယ်မဟုတ်ရပါဘူးမဲတော့ကျွန်တော်အားငယ်နေတာဒီမှာမိဖုရားကြီးနဲ့တူတူမနေရလို့ပါပဲကျွန်တော်တယောက်တည်းအထီးကျန်နေတယ်လို့ခံစားနေရတာပါဒီလိုနဲ့ပဲမိဖုရားကြီးကသူ့သားတော်ရဲ့တောင်းဆိုချက်ကိုစဉ်းစားလိုက်တယ်မိဖုရားကြီးကသူ့သားထက်အရာရာပိုချစ်တယ်သူ့သားကိုလည်းစိတ်မစင်းရဲစိတ်ချမှာဘူးငါသားတော့ဘာမှစိတ်မပူနဲ့မင်းကိုကျင်ရတော့ရှာပေးမယ်
သူ့ရဲ့အခန်းကိုတားရဲ့ရေကန်ဘေးမှာစောက်ပေးမယ်တကယ်လားရင်မဲ့တော့တားတော့အရန်ပျော်သွားပြီမိဖုရားကြီးကအဲ့ဒီအခန်းကိုပြီးအောင်စောက်ခိုင်းတယ်ပြီးတော့သူ့နိုင်ငံထဲကလူတွေသိအောင်မင်းသားရဲ့ကျင့်ရတော့ရှာဖို့ကြီးညာလိုက်ပါတယ်ဘသူပဲဖြစ်ဖြစ်ငါသားတော်ရဲ့ကျင့်ရတော့လှုပ်ပေးနိုင်မယ်ဆိုရင်စုချင်းငွေအများကြီးပေးလိုက်မှာသိပါပြီမိဖုရားကြီးစုချင်းငွေဘလောက်များများငါမင်းသားလေးရဲ့ကျင့်ရတော့ရှာဖို့မလွယ်ကူပါဘူးဝင်ကြီးရောက်လာတော့အားလုံးကညင်းကြတယ်အိုးမလုံနိုင်ပါဘူးအဲ့ဒီရတနာလည်းမလုံချင်ဘူးငါရဲ့မိန်းမလည်းမလုံချင်ပါဘူးအဲ့ဒါလွယ်သည်ဖြစ်စေခတ်သည်ဖြစ်စေငါရဲ့အစာလည်းဖြစ်သွားနိုင်တယ်ပြီးတော့ပဲချင်းကြမှာအိမ်ပြန်မှလည်းမသိနိုင်ဘူးဟုတ်တယ်တကားပိတ်လိုက်တော့ကလေးမသူတို့တွေကညင်းကြတယ်သူတို့ကငါမင်းသားရဲ့ကျင်ရတော့လှုပ်ခိုင်းပြီးငါးစာလှုပ်ခိုင်းမှစိုးရိမ်နေကြတယ်ဒီလိုနဲ့ပဲ21ရက်နေ့ကိုရောက်တော့အိမ်တအိမ်စီကိုရောက်လာတယ်အဲ့ဒီအိမ်မှာအမေတယောက်ကသူ့သမီးနဲ့တူမွေးစားသမီးတယောက်ရှိပါတယ်ဒီလူတွေကငါအိမ်ကိုဘာကိစ္စနဲ့လာကြတာတော့ဒီလိုပါတော့ဝင်ကြီးကမိဖုရားကြီးရဲ့အမိန့်တိုင်းပြောပြလိုက်တယ်စုချင်းငွေကြောင်ကြတော့သူကချက်ချင်းသဘောတူကြောင်ဖြေလိုက်ပါတယ်အိုးဟိုအရန်ကိုကောင်းတာပဲမင်းတို့လာတာမှန်သွားပြီငါရဲ့မွေးစားသမီးကအရန်လှတာနော်လှလွန်းတော့မင်းသားရဲ့ကျင်ရတော့လှုပ်ဖို့အစင်သက်မယ်သေချာပြီလားတော်သေချာတယ်စုချင်းငွေကြောင်ကြပြီးတည်းကညင်းဖို့မစင်စားတော့သူနဲ့သူ့သမီးကမွေးစားသမီးကလေးအောင်ကြည့်နေတယ်ကလေးကတော့ကြမ်းပြင်ပဲစိုက်ကြည့်နေပါတယ်ကဲမနေ့ကျရင်စုချင်းငွေယူလာပြီးတော့သူ့ကိုခေါ်သွားလို့ရပြီသူ့နာမည်ကကလေးရတဲ့ဝင်ကြီးလည်းအဲ့လိုကြားတော့ဝမ်းသာသွားတယ်သူတို့ကိုနှုတ်ဆက်ပြီးနန်းတော်ပြန်သွားတယ်ညရောက်တော့သူကကလေးကိုလက်ခံရမယ်စုချင်းငွေကြောင်ပြောလိုက်တယ်ကလေးကငိုရင်းနဲ့ပဲသူမလိုက်ချင်တဲ့ကြောင်ပြောလိုက်ပါတယ်မရပါဘူးအမေရဲ့သမီးမလိုက်ချင်ပါဘူးသမီးတောင်းပန်ပါရဲ့နော်သမီးအဲ့ဒီကိုသွားရင်လေငါမင်းသားလေးကအဲ့ဒီငါသမီးကိုကြိုက်စားပြစ်မှာဒီမှာကလေးကငါနှစ်အသက်ကိုစိတ်ဝင်စားအောင်ငါအခုငွေပဲလိုအပ်တာသူတို့ချင်းမြင့်မဲ့စုချင်းငွေကိုငါယူမှာမင်းလိုက်သွားနင်လိုက်ကိုလိုက်သွားရမယ်ကလေးကမျက်ရည်တွေနဲ့သူ့အမေကိုထပ်ပြီးတော့တောင်းပန်တယ်အမေရဲ့ကျေးဇူးပြုပြီးသမီးကိုတနာပါအောင်နော်သမီးမသွားပြရစေနဲ့ဟင်ငါ့မတောင်းပန်နဲ့နင်သွားရမှာပဲသွားစမ်းချောင်းပေးမှာဝတ်သွားလျှော့စမ်းမနှက်ပြန်ကြရင်နင်အဝတ်စားလှလှလေးဝတ်ပြီးသွားရမှာအဲ့ဒီချိန်မှာပဲသူ့ညီမလေးကသူ့စီလာပြီးအဝတ်တွေလျှော့ဖို့တွန်ချပေးလိုက်တယ်ဒီမှာနင်မသွားခင်ငါ့ဝတ်လည်းလျှော့ပေးအောင်မပြောင်းတော့အမေနဲ့တိုင်ပြောမှာနော်အမေနေ့လက်ကိုရိုက်ချုပ်ပြစ်မှာကလေးကလည်းငိုပြီးရနဲ့စမ်းချောင်းပေးမှာအဝတ်သွားလျှော့လိုက်တယ်သူအဲ့ဒီမှာပဲဆက်ပြီးတော့ငိုကြွေးနေခဲ့တယ်သူငိုတာကြတော့တငယ်ချင်းဖြစ်တဲ့မွေရထွက်လာပါတယ်အိုးကလေးလေးဘာဖြစ်လို့ငိုနေရလဲကလေးကလည်းသူ့ရဲ့အကြောင်းတွေကိုပြောပြလိုက်တယ်မွေရလည်းဒီလိုပြန်ပြောတယ်ငါနားလဲပြီနင်ငိုတာရှက်လိုက်တော့ကလေးအခုငါ့ကူထဲမှာကြောက်ခဲ3လုံးကောက်ယူခဲ့ပြီးရင်နေ့ရဲ့စကတ်ထဲမှာထည့်ထားအဲ့လိုကြတော့သူတွေ့ဝေသွားတယ်ဘာလို့ငါ့ကိုအလုပ်လုပ်ခိုင်းရတာလဲမွေရလည်းဆက်ပြောတယ်ကလေးငါမင်းသားပေါ်လာတာမြင်တာနဲ့ပထမကြောက်ခဲကိုသူ့ကိုပြစ်လိုက်သူ့ကိုထိသွားရင်သူရေထဲမြုပ်သွားလိမ့်မယ်ထူဆန်းလိုက်တာအဲ့တော့ဘာဆက်ဖြစ်အောင်မလဲသူနောက်တစ်ခါထပ်ပေါ်လာတယ်ဆိုရင်ဒုတိယကြောက်ခဲနဲ့ထပ်ပြစ်သူထပ်ပြီးမြုပ်သွားလိမ့်မယ်နောက်ဆုံး3လုံးမြောက်မရောက်ခင်ထိပေါ့လေပြီးတော့နောက်ဆုံးကြောက်ခဲကိုထပ်ပြစ်လိုက်တော့သူပြောင်းလဲသွားမှာပြောင်းလဲမှာဘာကိုပြောင်းလဲမှာလဲနင်ကသူများစကားပြောတာဖြစ်ပြောရင်နော်ငါရင်ပြောပြစေအောင်ငါဆုံးအောင်ပြောပြမယ်ကလေးကလည်းရှက်ရမ်းရမ်းနဲ့ကောင်းငုံနေခဲ့တယ်အဲ့ဒီငါတာမန်ငါမဟုတ်ဘူးငါကနေပြီးတော့အဲ့ဒါပြီးရင်တော့ငါဘဝနေအရန်ကိုချုံမောလှပတဲ့မင်းသားဖြစ်ပြောင်းလဲသွားမှာဟင်ဒါဆိုမင်းသားကတကယ်ငါအစ်စ်မဟုတ်ဘူးပေါ့နော်မှန်တာပေါ့သူကဘရင်ကြီးရဲ့သားတော်ပါသူကသူ့အကိုရဲ့ကျိန်စာမိနေလို့ပဲအဲ့ဒီကျိန်စာနင်ကသွားဖြည့်ပေးရမှာနင်ငါပြောတဲ့အတိုင်းသေချာလိုက်လို့နော်ကြီးစုတက်มาတဲ့အချစ်မွေလေးရဲ့နောက်တစ်ရက်မှာတော့အမတ်ကြီးကသူ့ကိုခေါ်ပြီးနန်းတော်ထဲကိုဝင်ခဲ့တယ်ကောင်းပြီဒါမင်းသားမဲ့အခန်းလေးပဲမင်းသားရဲ့ရေကန်နဲ့ကဲ့ရက်လေးပဲအဲ့ဒီအချိန်မှာမိဖုရားကြီးရောက်လာပါတယ်ကလေးငါရဲ့တောင်းဆိုမှုလက်ခံပေးတဲ့အတွက်မင်းကိုအရင်ကျေးဇူးတင်တယ်မင်းလိုအပ်တာရှင်သူ့ကိုပြောလိုက်သူလုပ်ပေးလိမ့်မယ်အဲ့လိုပြောတာကြတော့သူစိတ်ပူတာတွေပျောက်သွားတယ်ဘာလို့လဲဆိုတော့အားလုံးကသူ့အပေါ်မှာကောင်းကြတယ်မိဖုရားကြီးကအဲ့ဒီနေရာကနေထွက်သွားပါတယ်သူအဲ့ဒီကန်ကိုကြည့်ပြီးရေကကြည်လင်နေတော့ရေကူးချင်စိတ်တောင်ပေါက်လာတယ်ဒီတဲ့ရေကကြည်လင်းနေရပဲ
ရီကနှောက်နေကောင်းမှာဒါမှငါကြောက်ခဲနဲ့ပြင်မကြောက်ရတော့ဘူးဒါပေမဲ့ဒီလိုဖြစ်တော့လေငါလုံးဝမှာပါပဲညရောက်တော့ကလျာကငါမင်းသားပေါ်လာမဲ့ချိန်ကိုစောင့်နေတယ်အချိန်တွေဘလောက်ပဲကြာနေပါစေလက်ထဲမှာကြောက်ခဲကင်ရင်းနဲ့သူ့ဆက်ပြီးစောင့်နေတယ်အပြင်ဖက်ကကောင်မလေးနှစ်ယောက်လည်းတိတ်တခိုးနဲ့စောင့်ကြည့်နေခဲ့တယ်ငါတော့လေအဲ့ဒီကောင်မလေးလွတ်မှမထင်ဘူးငါသူ့ကိုကြိုက်ဆိုင်ရောဟာတခါတလေနင်တွေးတာမှားရင်မှားသူကန်ကောင်းပြီးအသက်ရှင်လာနိုင်တယ်နော်မဖြစ်နိုင်ပါဘူးဟာငါအကြီးကြီးပဲကြိုက်ဆိုင်ရောသူတို့ထင်တာကငါမင်းသားပေါ်လာပြီးသူ့ကိုကြိုက်စားမယ်လို့ထင်နေကြတယ်ဒါပေမဲ့သူတို့ထင်တယ်လို့ဖြစ်မလာပါဘူးလာပါအိမ်ပြန်ရအောင်ငါအိတ်ချင်နေပြီဘာမှမဖြစ်တော့တော့ပါဘူးအချိန်လဲကြာနေပြီဒီနောက်မှာကောင်မလေးနှစ်ယောက်ထွက်သွားတယ်ငါမင်းသားကတော့တခါမှတော့ရှိပေါ်မတက်လာပါဘူးမိဖုရားကြီးငါတို့လည်းစောင့်နေရကြပြီငါတို့ရဲ့သားတော်လေးကထွက်မလာသေးဘူးအခုလည်းညံ့ညံ့နေပြီဆိုတော့မနေ့ကမှထက်လာရအောင်နော်ဟုတ်ကဲ့ပါရှင်ဘာဖြစ်လို့သူခုချိန်နေထွက်မလာသေးရလဲဒီလိုနဲ့အရာအလုံးမှောင်စားပြုတ်ပြီးတိတ်ဆိတ်သွားတယ်အဲ့ဒီချိန်မှာရုတ်တရက်ကန်ကနေရေလိုင်းခတ်တန်ကြားလာရတယ်ကလျာလည်းကြောက်ကြောက်လန့်လန့်နဲ့ကြည်နေပါတယ်ဟာဒီငါဘလောက်ထိကြီးရလဲမသိဘူးရေလိုင်းတန်ကြီးလွန်းနေတယ်ခဏကြာပါပဲငါမင်းသားကပစက်ကြီးဟပြီးထွက်လာပါတယ်။အိုးဖះကြီးငါအကြီးကြီးပဲငါအကောင်ကြီးလိုက်တာအဲ့လိုပြောပြရတဲ့ကလျာကကြောက်ခဲနဲ့ငါပစက်ကိုပြစ်လိုက်တယ်။ငါကရှည်ထဲမှာ2မိနစ်3မိနစ်လောက်နှစ်သွားပါတယ်။ဘလို့ဖြစ်သွားရလဲမသိဘူး။ခဏကြာတော့ငါမင်းသားကရှည်ပေါ်ပြန်ပေါ်လာတယ်။သူကဒုတိယကြောက်ခဲကိုငါးကောင်းပေါ်ပြစ်ထည့်လိုက်တာ2ချိန်မြောက်ပြန်နှစ်သွားပါတယ်။တောင်းမှန်ပါတယ်ရှင်။မကောင်းတဲ့ဘာရွယ်ချဲမှမရှိပါဘူးနော်ဒီတစ်ခေါက်မှာတော့ငါကဒေါသတကြီးနဲ့သူ့စီကိုကူးခတ်လာတယ်ကလျာလည်းတတိယမြောက်ကြောက်ခဲနဲ့ပြစ်လိုက်ပါတယ်ဒါပေမဲ့အမြူးကိုပဲထိတော့ငါကရှေ့ထဲကိုမနှစ်တော့ပါဘူးဒီလိုနဲ့ပဲငါကချော်မော်လှပတဲ့မင်းသားဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်မင်းကငါ့ကိုချိန်စာဖြေပေးလိုက်တာလားအဲ့လိုပြောလာတော့ကလျာလည်းပြန်ဖြေလိုက်ပါတယ်ဟုတ်ပါတယ်မင်းသားလေးရဲ့ရှေ့ထဲကနေမြင်ပြန်တက်လာတော့ဘာဖြစ်လို့လဲငါနောက်ထပ်တစ်ခါငါဖြစ်သွားမှကြောက်လို့လားသူကမြင်ဖြေလိုက်တယ်အဲ့လိုမဟုတ်ရပါဘူးရှင်ရေထဲမှာကြနေအေးမိသွားမှစိုးလို့ပါငါအရင်ကန်ကောင်းတာပဲဒီလိုသဘောကောင်းတဲ့ကောင်မလေးနဲ့တွေ့ရတာငါ့ကိုဒီလောက်တောင်မှစိတ်ပူပေးတာကျေးဇူးပါနောက်တနေ့မှာကဲမင်းလက်ငါ့ကိုပေးဘာလို့လက်ကိုလှမ်းခိုင်းရတာလဲရှင်အဲ့လိုပြောပြရနဲ့ငါမင်းသားကကလျက်လက်ကိုဆွဲပြီးနန်းတော်ထဲဝင်ကမဲတော်နဲ့စကားပြောဖို့သွားခဲ့ပါတယ်မိဖုရားကြီးလည်းဖြစ်သမျှအကြောင်းနားထောင်ပေးပြရနဲ့ငါမင်းသားနဲ့ကလျာကိုသဘောတူပေးလိုက်တယ်။ဘာပြဿနာမှမရှိပါဘူးသားရဲ့။သားကဘာပဲဖြစ်ဖြစ်သားကမဲတော်ရဲ့သားပဲ။အရာအလုံးအတွက်ကျေးဇူးတင်ပါတယ်မဲတော်။သားအတွက်လုပ်ပေးသမျှအရာအလုံးအတွက်လည်းကျေးဇူးတင်ပါတယ်။နောက်ဆုံးမှာတော့ငါမင်းသားလေးနဲ့စင်းရဲတဲ့ရွာသူကလျာတို့လက်ထပ်ပေါင်းသင်းနေထိုင်သွားကြပါတော့တယ်ရှင်။ဟုတ်ကဲ့ပါရှင်။အခုလိုမျိုးထိုင်းဘာသာပြန်ဆက်လက်နေသဘောကျရဲဆိုရင်ကျမတို့ channel ကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်။ပရိသတ်တွေက SLS Cartoon Channel မှာကြည့်ဖို့ကာတွန်းနဲ့မရှိတော့ဘူးဆိုရင်တော့အခုအမတို့ရဲ့ SLS HD Channel မှာလာရောက်ကြည့်ရှုလို့ရပါတယ်နော်။တလဲစီအလဲကျတင်ဆက်ပေးတော့မှာဖြစ်လို့ပရိသတ်တွေအားပါတရကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ channel နှစ်ခုစလုံးကိုတော့ကျမလေးတီခင် voice over actor ကတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ငင်းစုံခောက်ဆိုင်ထံပြနောင်ပန်ရင်ပန်ဟန်ကကညခမိုင်စံခ